မင်္ဂလာပါနှလုံးသဘောကျတဲ့အကူဒီအမတွေငွေပေးစရာမလိုဘူးလက်မနှိပ်စရာမလိုဘူးနော်ချဲစရာမလိုနှလုံးပေါက်ချင်တဲ့သူတွေအတွက်ဝင်လာခဲ့ပါဒီညနေ4 နာရီခွဲအပိုင်ရှစ်ထိတ်ငါးပိတ်ရှစ်ထိတ်ကိုငါးပိတ်မယ်ငါးထိတ်ကိုရှစ်ပိတ်မယ်နော်အရင်က3 ထိတ်ရှစ်ပိတ်နော်အဲ့ဒါလေးတွေရှိတယ်အကိုတွေအမတွေညီလေးတို့မောင်လေးတို့တော်တော်တို့ကြီးကြီးတို့ဖွားဖွားတို့တဘောကြရင်အခုပြောတာငါးရှစ်ရှိမယ်ရှစ်ငါးရှိမယ်တော့အလုံးပိုင်ကတော့ရှစ်တလုံးပိုင်တွဲချင်တာတော့9နဲ့ပဲတွဲ3နဲ့ပဲတွဲဟုတ်ပြီလားအရန်က3 ညအရန်နော်ပေါက်ချင်တော့ဆွဲလိုက်ကျုပ်လဲနှလုံးထိုးစားတာတော့မဟုတ်နှလုံးကြိုက်တဲ့သူဒီအတွက်ကိုပေးတာထိုးလည်းမထိုးတခါတလေထိုးတယ်ပေါက်ချင်တယ်ဆိုရင်ကျုပ်ကိုနေတိုင်း12:40တခါ9:40တခါကျုပ်ပေးတာအရန်က3 ညရယ်9 ရှိရယ်တဲ့ကတော့3 တဲ့3 ခွက်ပေးလိုက်တယ်4 နိုင်ခွဲမှာအချိုက်ဆုံးကတော့ဗျာ3 8တလုံးပိုင်းကိုကြိုက်တယ်နဲ့တွဲဗျာ2 3 5နော်2 3 5ကြိုက်တယ်နဲ့တွဲအဲ့တလုံးအပီးပေါက်ညနေနော်ပေါက်ချင်တဲ့လူတွေပြောတာပေါက်ပြီလားအေးခုနှစ်သားသမီးတွေစီးပွားလက်ပတ်တွေတိုးပွားကြပါစီခွဲနော်နှလုံးပေါက်ချင်တယ်နော်တစ်ပတ်ကို3 ရက်ပေးတယ်ကျွန်တော်တစ်ပတ်ကို3 ရက်ပဲပေးတယ်3 ရက်မှာ9 ခါရမယ်ဟုတ်ပြီလား3 ရက်ကို9 ခါရမယ်ကျုပ်ပြောပြီးပြီနော်9 ရှိရယ်3 ရှိရယ်နော်3 ညအရင်ထိုးတာထိုးဗျာ9000မိုးပြီ3000မိုးပြီပေါက်ကိုပေါက်ရမယ်